အားလုံးပဲမင်္ဂလာပါကျမနှင်းသစင်ပါရှင်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကကြတော့ World of ပညာရေးမှာကလေးတွေကို plastic toys တွေဒီ plastic နဲ့လုပ်ထားတဲ့ကစားစရာတွေပြီးလို့ရှိရင်အစင်သင့်ပေါ့နော်ဆော့လို့ရတဲ့ကစားစရာတွေကိုအစင်သင့်ဆိုတာထက်ဘယ်လိုပြောမလဲအရင် perfect ဖြစ်တဲ့ကစားစရာတွေကိုမဝယ်ပေးဘူးပေါ့နော်ဘာလို့လဲဆိုတော့World of ပညာရေးမှာဆိုရင်ကလေးတွေပြင်းတာကိုကြိုက်တယ်ကလေးတွေပြင်းတယ်ဆိုတာ lazy ကိုပြောတာမဟုတ်ဘူးเนาะဘိုးဖြစ်တာကိုကြိုက်တယ်ဘိုးတန်းဖြစ်တာကိုကြိုက်တယ်ကလေးတွေပြင်းသွားတဲ့အခါကြလို့ရှိရင်သူတို့မှာရှိတဲ့ resource နဲ့သူတို့မှာရှိတဲ့ကစားစရာနဲ့သူတို့တီထွင်ဖန်တီးပြီးတော့စော့တက်လာတယ်အဲ့တော့ကလေးတွေရဲ့ဒီတီထွင်ဖန်တီးနိုင်စွမ်းတနည်းအားဖြင့်စိတ်ကူးရင်နိုင်တဲ့စိတ်ကူးရင်နိုင်စွမ်းကိုလှုံ့ဆော်ပေးစေချင်တာပေါ့နော်စိတ်ကူးရင်နိုင်စွမ်းကိုဒီကလေးတွေရဲ့ imagination ကိုထွက်လာစေချင်တာအဲ့တော့ကျမဒီနေ့အများကြီးပြောတာထက်ပေါ့နော်မိတ်ဆွေတို့ဒီမမေတို့ဖေဖေတို့အိမ်မှာရောကလေးတွေကိုလုံးဝကားဆိုရင်ကားအဲ့လိုမျိုးပေါ့နော်ဝယ်ပေးလိုက်တာတဲ့စားလို့ရှိရင်ကိုကလေးမှာရှိတဲ့ resource နဲ့စော့တက်အောင်လို့ကလေးကိုထားတာပို့ပြီးတော့အကျိုးရှိတယ်ဆိုတာကိုကျွန်မပြောပြချင်တယ်အဲ့နေရာမှာကျွန်မဘာလေးတခုဗီဒီယိုကလစ်လေးတခုထည့်ချင်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်မသမီးလေးအငယ်လေးထောပေါ့နော်ထောသူကအခုဆိုရင်တော့9နှစ်ရှိပြီပေါ့နော်သူ4နှစ်တုန်းကဒီဗီဒီယိုလေးရိုက်ထားတာကြားလာပြီအဲ့တော့အိမ်မှာကျမတို့ဒီဘက်ထိုင်းရောက်နေပြီပေါ့နော်ချင်းမိုင်အိမ်မှာပေါ့ကြာပြီလေဒီမှာမီးပြတ်တာရှားတယ်မီးပြတ်တာရှားတော့မီးပြတ်သွားတဲ့အချိန်မှာလူကြီးတွေကရုတ်တရက် wifi တွေလည်းမရတော့ဘာလုပ်ရမလဲဘာလုပ်ရမယ်မသိဘူးရုတ်တရက်ဖြစ်သွားတဲ့အချိန်မှာသူကနှေးကင်းဆိုတော့ကျမတို့အိမ်ကအဲ့အချိန်မှာနေရောင်ကြီးလေးထိုးတယ်အဲ့မှာထောကဒီဟာလေးကိုသူထပြီးတော့စော့တယ်အဲ့ဒါလေးကျမအမိအရာလေးပေါ့နော်ဗီဒီယိုရိုက်လိုက်နိုင်တယ်ပုံမှန်အားဖြင့်ကျမသမီးတွေရဲ့ဆော့တဲ့ဟာလေးတွေမှာအဲ့လိုမျိုးအမှတ်တရလေးတွေရှိတယ်တခါလေကြားလို့ရှိရင်ကျမဗီဒီယိုရိုက်လို့အခွင့်မသာတာရှိရအပြင်ကျမကလေးတွေနာမှာဖုန်းသိမ့်မသုံးဖုန်းမကင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့အခိုက်အတန့်လေးတွေကကျမမှတ်တမ်းတင်လို့မရလိုက်ဘူးပေါ့နော်အဲ့တော့ကျမပါဇက်ကနေပဲပြောပြရတဲ့ဟာမျိုးဖြစ်သွားတယ်ပေါ့နော်အခုဒီဗီဒီယိုလေးကိုကျမတို့အတူတူကြည့်ရအောင်အခုဆိုရင်ဒီဗီဒီယိုလေးကိုကျမတို့အတူတူကြည့်လိုက်ပြီပေါ့နော်အဲ့တော့အဲ့မှာဒီမီးပြတ်သွားတဲ့အချိန်လေးမှာဒီရှိတဲ့ resource သူအယုတ်တောင်မသုံးသွားဘူးပေါ့သူမှရှိတဲ့ဒီ clip တွေပါညာတွေအောင်မသုံးသွားပဲနဲ့သူထပြီးတော့ဒီနံရံလေးမှာသူသွားပြီးတော့အဲ့ဒါလေးကိုဆော့လိုက်တဲ့အခါမှာအရင်ပြောဖို့ကောင်းတယ်ကျမတို့တွေအကုန်လုံး idea ရသွားပြီးတော့အဲ့ဗီဒီယိုမှာမပါတဲ့ဟာတော့တားမိတွေအတူတူဒီအရေးကလေးတွေလောက်တိုင်းစော့ကြတာပေါ့နော်အဲ့တော့ဒါလေးတွေဟာကလေးရဲ့ imagination လို့ခေါ်တဲ့စိတ်ကူးရင်နိုင်စွမ်းကိုအရန်အားကောင်းစေတယ် imagination ကောင်းတဲ့ကလေးလေးတွေကကြီးလာလို့ရှိရင်လူကြီးဖြစ်လာလို့ရှိရင်ဘယ်အရာမှမဆို imagination ကောင်းတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့သူတို့အတွက်လွယ်ကူစေတယ်အလုပ်လုပ်တဲ့အခါမှာလည်း imagination ကောင်းတဲ့လူတွေက creation ပိုဖြစ်တယ်ပြီးလို့ရှိရင်ဒီအလုပ်တွေမှာပေါ့နော် imagination သုံးရတဲ့အလုပ်တွေကနောက်ပိုင်းကျလို့ရှိရင်ဒါ AI ကလည်းအစားထိုးလို့မရဘူးလေနော်လူသားတွေရဲ့ imagination ကို AI ကလည်းအစားထိုးဖို့ရမလွယ်ဘူးလေနော်ဒါတွေကအရေးကြီးလာမယ့်အစိတ်အပိုင်းတွေဖြစ်ပါတယ်ဒါလေးကတော့ဒီနေ့ကျွန်မပြောပြချင်တဲ့အကြောင်းအရာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်